ချိန်ဆိုမြန်မာပြည်မှာမိုးတွေရွာနေပြီဆိုတော့မြန်မာပြည်ကချစ်တငယ်ချင်းတွေအတွက်မိုးအေးအေးလေးမှာမာလာဟော့ပေါ်လေးအိမ်မှာလှုပ်ရှားလို့ရအောင်ချက်ပြလိုက်ပါတယ်ဟော့ပေါ်လို့ဖို့ကြိုက်နှစ်တဲ့အစာပလာတွေသုံးပါစီရီကတော့လွယ်ရတာလေးသုံးတာပါတယ်ကျက်သွန်မျိုးကိုအခွန်နွားပြီးညှစ်တာကျက်သွန်မိန်နဲ့နန်းနန်းပြီးကိုနုံနုံဆင်းတာပြီးရင်တော့ဟော့ပေါ်တဲ့ထဲမှာစာပလာတွေအားလုံးကိုပြင်ဆင်မယ်အားလုံးအစင်းလေးပြင်တော့စချက်ပဲအိုးတွေကိုစီထည့်ပြီးတော့ချက်သွန်မျိုးလေးကိုအနှံလေးမွေးလာတဲ့စီတက်မယ်စင်လေးရှိနေတဲ့အခဲရိုက်ထားတဲ့ကြက်ပြုတ်ရည်ကိုအရေးပြောထားဒီကြက်ပြုတ်ရည်လုံကြီးလေးကလည်းအရင်တစ်ခါကလုတ်ပြပေးထားပါတယ်ချက်သွန်မျိုးလေးတွေရွှေရောင်တန်းလာပြီဆိုရင်တော့အနီးကက်ဆုံးမှာအမြဲတူရှိနေပေမဲ့ Mr. Spicy မာလာရှန်ကောအနှစ်ထုတ်ကိုဖောက်တယ်သူကတထုပ်ကို200 gram ပါပြီးလူ6ယောက်ကနေ8ယောက်ထိချက်လို့ရတယ် FDA လည်းရထားတယ်ပြီးတော့သူ့မှာ medium spicy နဲ့ extra spicy 2မျိုးရှိပါတယ်အခုလိုပဲလွယ်တကူလေးဖောက်တယ်အရသာကလည်းဆိုင်ရထက်တောင်ပိုကောင်းသေးတယ်ပြီးရင်တော့ဒီအိုးတွေကိုကြက်ပြုတ်ရည်လောင်းထက်အရသာလည်းပါဝင်ပြီးသားဆိုတော့ CD ကတော့ထပ်မထည့်တော့ပါဘူးချစ်တငယ်ချင်းတို့ကတော့စိတ်ကြိုက်ပြင်ဆင်သွားလို့ရပါတယ်ပြီးရင်တော့ပြင်ဆင်ထားတဲ့အစာပလာတွေတစ်ခုချင်းစီထည့်အားလုံးချက်ပြီးဆိုရင်တော့အငွေ1000နဲ့စုပွက်နေတဲ့မာလာဟော့ပေါ်လေးကတော့အစင်သင့်ဖြစ်ပါပြီ။အိုးဖုံးလေးကိုဖွင့်လိုက်တာနဲ့အိုးအနံလေးကိုမွှေးနေရပဲ။ချစ်တငယ်ချင်းတို့စားပါဦး။ဒူဘိုင်းမှာတော့ဒီအချိန်အရန်ပူနေတဲ့အတွက် AC ကိုအသက်ကုန်ဖွင့်ပြီးမြန်မာပြည်ကမိုးအေးအရသာလေးကိုစိတ်မှန်းပြီးတော့အာရပါရဆွဲပါပြီ။ဒီနေ့တော့အားပေးပေါ်ပစ္စည်းမလေးလည်းပါပါတယ်။အခုလိုအလုံးမရှုပ်ပဲမာလာရှန်ကောအနှစ်ထုတ်လေးရှိနေတော့အလွယ်တကူချက်လို့ရပါပြီ။ Mr. Spicy မာလာရှန်ကောအနှစ်ထုတ်လေးတွေကိုတော့မြန်မာပြည်မှာရှိတဲ့စူပါမားကတ်များဖြစ်သော City Mac, Ocean, Marketplace, Macro, Singeha, Asia Line နဲ့မြို့နယ်ပေါင်းစုံရှိကုန်စုံဆိုင်ကြီးတွေမှာဝယ်ယူရရှိနိုင်ပါတယ်။တကယ်ကိုစားလို့ကောင်းတဲ့မာလာဟော့ပေါ်လေးဖြစ်ခဲ့ပါတယ်။ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံအတိုင်းစေးကြောရေတုပ်အဝတ်နဲ့အုပ်